အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တွေဂျိုသားတွေတကယ်ရှိလားဆိုတဲ့မေးခွန်းကိုအမြဲတမ်းမေးခဲ့ကြပူပါတယ်အရင်တော့ကတော့ဒါဟာရုပ်စင်တွေထဲကစိတ်ကူးရင်ဇက်လန်တွေလိုပဲထင်ခဲ့ကြပေမဲ့အခုတော့အခြေအနေတွေကလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့မေလ10ရက်နေ့ကပဲအမေရိကန်အစိုးရကနေတကမ္ဘာလုံးကိုအံ့ဩမြင်သက်သွားစေမဲ့အလုပ်တစ်ခုကိုလုပ်လိုက်လို့ပါ။အဲ့ဒါကတော့ UFO လို့ခေါ်တဲ့လူသိများတဲ့အမည်မသိအာကာသယာဉ်တွေဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့လှိုးဝက်ဖိုင်ပေါင်း160ကျော်ကိုတရားဝင်ဖွင့်ချလိုက်တာပါ။ Conspiracy theory သက်ကနေအခုဆိုရင်အစိုးရကိုယ်တိုင်ကအထောက်အထားတွေနဲ့ထုတ်ပြန်လာတဲ့အခြေအနေကိုရောက်ရှိလာပါပြီ။ဒါဆိုရင်အဲ့ဒီမေလ10ရက်နေ့ကထွက်ပေါ်လာတဲ့ file 160ရဲ့ထဲမှာဘာတွေပါနေလို့ကဘာကြီးကဒီလောက်တော့စိတ်ဝင်စားနေရတာလဲ။ဗီဒီယိုလေးကိုစုံထိကြည့်ပြပါဦးဗျာ။အခုထုတ်ပြန်လိုက်တဲ့ file 160ကျော်ဆိုတာတာမန်အရက်သားတွေမြင်တွေ့ခဲ့ရတဲ့ကောလောဟာလတွေမဟုတ်ပါဘူး။အမေရိကန်စစ်တပ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ထောက်လှမ်းရေး agency တွေကနှစ်ပေါင်းများစွာတည်ချာမှတ်တမ်းတင်လာခဲ့တဲ့တရားဝင် file တွေဖြစ်နေပါတယ်။ဒီ file တွေထဲမှာအဓိကအံ့ဩစရာအကောင်းဆုံးအချက်ကတော့ကျွန်တော်တို့လူသားတွေလက်ရှိပိုက်ဆိုင်တဲ့နည်းပညာနဲ့လုံးဝကိုဖန်တီးလို့မရနိုင်တဲ့အရာဝတ္ထုတွေရဲ့လှုပ်ရှားမှုမှတ်တမ်းတွေပါဝင်နေတာပါပဲ။စစ်ရေးရေဒါတွေကနေဖမ်းယူရရှိလာတဲ့အချက်လက်တွေရဒီအရာဝတ္ထုတွေဟာတောင်ပန်လည်းမပါဘူးအင်ဂျင်ကထွက်တဲ့အိတ်စောငွေလည်းမရှိပါဘူး။ဒါပေမဲ့သူတို့ကရေပြင်ပေါ်မှာရုတ်တရက်ရက်တန့်သွားလိုက်မျက်စိတမဲ့အတွင်းအာကာသထဲကိုအတန်ထက်မြန်တဲ့နှုံနဲ့ဒုံးပြလိုထိုးတက်သွားလိုက်လုံနိုင်ကြပါတယ်။ဖိုင်တွေကတချို့အစီရင်ခံစာတွေထဲမှာဆိုရင်အမေရိကန်ရဲ့အစင်းမြေတိုက်ရင်တွေနဲ့ထိတ်တိုက်တိုးလူနီးပါးဖြစ်ခဲ့တဲ့အကြိမ်ကြီးအတွက်မနှဲဘူးဆိုတာကိုပါတရားဝင်ဝန်ခံထားပါတယ်။စစ်တပ်ကအရာရှိတွေကိုယ်တိုင်ကဒီအရာတွေဟာဘာလဲဆိုတာငါတို့လည်းမသိဘူးလို့ရေးသားထားတော့ကိုဖိုင်ထဲမှာအထင်ရှားတွေ့ရပါတယ်။ဒါဆိုရင်မေးစရာရှိလာတာကဆယ်စုနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့ဒီလှုပ်ဝက်ချက်တွေကိုဘာလို့အခုလိုမေလ10ရက်ဒီနေ့ကျမှဖိုင်ပေါင်း160ကျော်အထိတပြိုင်နက်တည်းဖွင့်ချလိုက်ရတာလဲ။အဖြေကတော့ရှင်းပါတယ်။ဖုံးကွယ်ထားလို့မရတော့တဲ့အခြေအနေကိုရောက်လာလို့ပါ။အရင်နှစ်တွေကပေါ်ထွက်ခဲ့တဲ့လွှတ်တော်ကြားနာပွဲတွေမှာအမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းတွေကိုယ်တိုင်ကအစိုးရစီမှာလူသားမဟုတ်တဲ့ဇီဝဝတ်ရုပ်ကျွင်းတွေနဲ့ကမ္ဘာမြေပြင်ကမဟုတ်တဲ့ရင်ပြက်ကြီးတွေရှိတယ်လို့ကြမ်းသစ္စာကြေဆိုပြီးထွက်ဆိုခဲ့ကြတယ်။အဲ့ဒါလိုဖိအားတွေပြင်းထန်လာတဲ့အတွက်အခုလို file 160ကျော်ကိုအများပြည်သူသိအောင်ချပြလိုက်ရတာပါ။ဒီ file တွေဟာအရင်တော့ကလိုမှုတ်ဝါးဓာတ်ပုံလေးတွေမဟုတ်တော့ဘဲနဲ့တိကျတဲ့ data အချက်အလက်တွေစစ်တပ်ရဲ့တရားဝင်အစီရင်ခံစာတွေဖြစ်နေတဲ့အတွက်ဂျိုသားတွေတကယ်ရှိသလားဆိုတဲ့မေးခွန်းအတွက်အခိုင်အမာဆုံးသက်သေတွေဖြစ်လာခဲ့ပါပြီ။ဒီမေလ10ရက်နေ့ကထုတ်ပြန်လိုက်တဲ့ file 160ကျော်ကကျွန်တော်တို့ကိုသတင်းစကားတစ်ခုတော့ရှင်းရှင်းလင်းလင်းပေးလိုက်ပါတယ်။အဲ့ဒါကတော့စကြဝဠာကြီးထဲမှာကျွန်တော်တို့လူသားတွေအထီးကျန်မဟုတ်ဘူးဆိုတာပါပဲ။ကောင်းကင်ယံမှာကျွန်တော်တို့နားမလည်နိုင်သေးတဲ့အစိမ့်မြင့်နည်းပညာတစ်ခုရောက်ရှိနေတယ်ဆိုတာကိုအမေရိကန်အစိုးရကတွေ့ဝိုက်တဲ့နီးနဲ့ဝန်ခံလိုက်တာပါပဲ။သူတို့တွေကကျွန်တော်တို့ကိုစောင့်ကြည့်နေတာလားဒါမှမဟုတ်အခြားရည်ရွယ်ချက်တစ်ခုခုရှိနေသလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ့်အရာတစ်ခုပါပဲ။